မောစာတာရီရွှေနန်းတော်ကြီးကိုတွားရပြီးတော့လက်ဘက်မှာဖြစ်ပါတယ်ဒါတော့ပဲခူးမြို့ထဲပေါ့နော်ပဲခူးမြို့ထဲမှာရောက်နေပါပြီဒါကမြင်းတော်သားလဲတောက်ချပေါ့နော်မြင်းတော်သားလဲတောက်ချဝင်ပါပေါ့နော်ဝင်ပေါင်းမရောက်ခင်မှာဒီမှာဒီပဲချမ်းပေါ့နော်ဝင်လို့ရတာရတယ်ဝင်လို့ရပါပေါ့နော်ဒီထဲဝင်သွားမှပြပါတယ်ဒါဝင်မှဆိုတော့ဝင်ကြည့်ပြရပါတယ်ဒီရောက်တာက2500ကြီးကိုဝင်လာပြီပေါ့နော်ဒါကြတော့ဒီမှာဝင်ကြီးပေါ့နော်ဝင်ကြီးပေးရပါတယ်လူကြီးဝင်ကြီးကတော့1000ကျပါတယ်ကားနဲ့လာမယ်ဆိုတော့ကားဝင်ကြီးက900ကျပါတယ်ပေါ့နော်ဝင်ကြီးလေးပေးစားပါပါတယ်ရှင်နေစင်တာဆိုတော့ပြင်နေရကာလာဖြစ်မှာနော်အေးပေါ့ကားပါကင်အမှထိုးရနော်အပတ်ကြီးကားပါကင်ကလည်းဒီကမောစာတာကြီးရွှေနန်းတော်ကြီးထဲမှာဘယ်နေရာပြည့်ထိုးရတယ်ဘယ်နေရာပြည့်ထိုးလို့ရတယ်တမထားနေရတော့မရှိတမထားနေရတော့စင်ဒီတွေထိုးရဘယ်နေရာပြည့်ထိုးရဝင်းကျဲတာနော်သူကဝင်းကျဲဝင်းရတယ်ကျဲနော်ဝင်းရတယ်ကျဲဘယ်နေရာမှာထိုးမှာထိုးရှိမှာနော်နေရိတ်တဲ့နေရာမှာအခုကတော့ကမောစာတာရွှေနန်းတော်ကြီးရရှိပါပြီ။ကာမမရဘူးပေါ့နော်ဒီဘက်ကိုကာမမရဘူးလားပထမဆုံးရောက်ပြီးဖြစ်ပါတယ်။ဒါကမောစာတာရွှေနန်းတော်ကြီးကတော့ဖြစ်ပြင်းနေရဲ့ညမ်းနေစင်တာဆိုလေတော့ကမောစာတာရွှေနန်းတော်ကြီးရဲ့သူ့ရဲ့တမိုင်းကြောင့်ပေါ့တမိုင်းကြောင့်ပေါ့နော်ရင်းအောင်မင်းကြီးဟုတ်တယ်ရင်းအောင်မင်းကြီးကဒီကမောစာတာရွှေနန်းတော်ကြီးကိုတိဆောက်ခဲ့တာကဲတော့အထဲကိုသွားပြီးတော့လေ့လာကြမယ်အထဲကိုသွားပြီးလေ့လာကြပါမယ်ရှင်ဒါဆိုရင်လည်းနန်းတော်ကြီးအရှိမအမြောက်ပေါ့နော်အမြောက်ကြီးရှိပါတယ်အမြောက်ကြီးဟုတ်ပါချင်းไม่ต้องถอดนะครับร้อนจัดเลยนะครับရှင်းပါဆိုတော့အခဲကိုတော့ဘောတော့ခဏစီးရအောင်နော်ခဏချုံဟုတ်တယ်အရှိကိုတော့မှဖနက်ချုပ်ပါတယ်ဖနက်ချုပ်ဝင်ရမှာဖြစ်ပါတယ်ထဲမှာကင်မရာရမယ်ဆိုလို့ရှိရင်တော့
ပေးရနော်ကမာကြီးပေးရ ဟုတ်တယ်အဲဒီကမောစာတာကြီးပေါ့နော်ရွှေနန်းတော်ကြီးဝင်းထဲမှာကင်မရာရမယ်ဆိုရင်တော့1000ပေါ့နော်ကင်မရာရိုက်က1000ပေးရပါတယ်အချိန်နဲ့ပါဟောအချိန်နဲ့ပါလားတနားရီပဲရိုက်ရမှာတနားရီပဲရိုက်ရနော်ဟောဒါတော့စင်အိုးကြီးပေါ့နော်ရှေ့ခေတ်ကရင်းနောင်မင်းကြားကြီးလက်ထက်ကဒါသုံးခဲ့တဲ့စင်အိုးကြီးဖြစ်ပါတယ်ရှေ့ကမှာတော့လှေနောက်လှေ ရှေ့ခေတ်မှာသုံးခဲ့တာလှေကြီးပေါ့နော်လှေကြီးအကြီးပဲရွှေပဲဒီလိုဟမ်ရှင်းဟောင်းရှေးဟောင်းနေဟောသူကအလျားရတယ်26ပေကျဲတယ်1ဘိုက်က3ပေတဲ့အမြင့်က1ပေဟိုမှာတော့ဒီလိုပေါ့ဒါတော့ကမ္ဘောဇာတာတွေအရင်မြို့ဟောင်းရွှေနန်းတော်ရဲ့မြို့ဟောင်းရဲ့အမည်ပုံပဲဖြစ်ပါတယ်သူတို့ကြေးပေါ့ခုတော့ဟိုဟာလေးဖြစ်သွားတယ်လူလေးလေးဖြစ်သွားတယ်ဘုန်းကြီးကတော့အကျေနော်ရင်းအောင်ခင်တယ်ဝါရီတေးတော့ထိုက်ရည်တေးပေါ့ဒါကမ္ဘောဇာတာရင်နန်းတော်ကြီးကိုပေါ့နော်ပြန်လဲဟောထုတ်တဲ့မှတ်တမ်းဓာတ်ပုံလေးပေါ့နော်အရင်တော့နန်းတော်ရဲ့ပုံစံ
ကြီးနော်ဒီဘက်မှာတော့ဘရင်အသုံးဆောင်ပစ္စည်းတွေပေါ့နော်အဲဒါကိုခင်းကျင်းပတ်သက်လာဖြစ်ပါတယ်ရှင်ဒါတော့ဘရင်ရဲ့ပလင်တော့ပေါ့နော်ပလင်တော့ဖြစ်ပါတယ်ဒါတော့အလာမန်တရားကြီးရဲ့ဘရင်တော်တရားဘရင်နာမင်းတရားကြီးရဲ့ပုံစံဖြစ်ပါတယ်ဒါဘင်းနာမင်းတရားကြီးသူတုံးတော်ရဲ့ပစ္စည်းတွေပေါ့နော်ဒါဒီရောက်ကနေပြီးတော့တူးခေါ်ရှာဖွေတူးခေါ်ပြီးတော့တွေ့ရှိထားတာတွေပဲဖြစ်ပါတယ်ကွန်အေတော့ညာရည်ဒီကမ္ဘောဇာတာရီရွှေနန်းတော်ကြီးကိုဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်တဲ့ဘင်းနာမင်းတရားကြီးစင်မှုများရှင်ကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်တော်ခမ်းနားတက်ပဲပေါ့နော်တော်ခမ်းနားရွှေအဲ့ဒါကြောင့်ကမ္ဘောဇတာရီရွှေနန်းတော်ကိုခေါ်တာရွှေနန်းတော်ဟုတ်တယ်ရွှေအောင်စင်းနေကြီး
ဘက်ချမ်းကတော့ပေါ့နော်နန်းတော်ကြီးကိုပြင်ဆင်နေတဲ့ဘက်ချမ်းဖြစ်တဲ့အတွက်သွားလို့မရပါဘူးတိုင်လုံးတွေအကြီးခဲ့တယ်ပေါ့နော်ဒါမြေအောက်မှာသူ့ဆောင်ရရှိခဲ့တာပေါ့နော်တကယ်တော့ဒီကမ္ဘောဇာတာကြီးရှင်နန်းတော်ကြီးက1982ခုနှစ်မှာပြည်တော်မင်းတရားကြီးကွယ်လွန်တယ်ပေါ့နော်နတ်ရွာဆန်တယ်ပြီးတော့သူ့ရဲ့သားတော့နန္ဒမင်းသားထိနှံကိုဆက်ခံတယ်ပေါ့နော်အဲ့ဆက်ခံတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့တာမူပြည်နဲ့ရခိုင်ဘုရင်တွေကပူးပေါင်းပြီးတော့ဒီပေါ့နော်ဒီဟန်တာဝရီနန္ဒမင်းသားကိုပေါ့နော်တိုက်တော့သူကဆက်ရှုံးသွားတဲ့အတွက်ဒီကမ္ဘောဇာတာကြီးနန်းတော်ကြီးကမိရှုခံခဲ့ရတာပဲဖြစ်ပါတယ်အဲ့မိရှုခံခဲ့ရပြီးတဲ့နောက်မှာတော့ယဉ်ကျေးမှုအမွေနှစ်တွေမျိုးသားလက္ခဏာတွေမပြောက်ပြအောင်လို့ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်1990ပြည့်နှစ်မှာယဉ်ကျေးမှုဝန်ကြီးဌာနအနေမှာဒါတူခေါ်ဆောင်ရွက်မှုတွေပြုလုပ်တယ်ပေါ့နော်ပြုလုပ်တဲ့အခါမှာဒီတသားတိုင်းကြီးပေါ့နော်ဒီတိုင်းအကြီးကြီးတွေလေကြီးတွေအဲ့ဒါကြီးမြေအောက်ထဲကနေပြီးတော့တူခေါ်ပြရှိခဲ့တာဖြစ်ပါတယ်ဒီဟာတွေကတော့ကမ္ဘောဇာတိုင်းနန်းတော်ကြီးခုနကမီးလောင်သွားတယ်ပေါ့နော်မီးလောင်သွားပြီးတော့ဒါတူခေါ်ရရှိခဲ့တဲ့နေရာနေမှာကြည်ကြံခဲ့တဲ့ကျွန်းတိုင်လုံးတွေကျွန်းပြားတွေပဲဖြစ်ပါတယ်ရှေးခေတ်ပုံစံတွေပြန်ဆောက်ပြတာနော်ဟုတ်တယ်အဲ့သူကမီးလောင်သွားတာကိုယဉ်ကျေးမှုဝန်ကြီးဌာနအနေမှာအနည်းဆက်ဆုံးတူအောင်ပြန်ပြီးတော့တိစောက်ထားခဲ့ရဖြစ်ပါတယ်အဲဆိုကျွန်းလုံးကြီးပေါ့နော်ကျွန်းနိုင်ကြီးအကြီးကြီးပဲဒါနှမျောစရာကြီးနော်ရှေ့ခေတ်ကဗမာတွေဘလောက်တောင်မှချမ်းသာကြွယ်ဝလိုက်လဲကြည့်အောင်ကျွန်းလုံးကြီးဆိုအကြီးကြီးပဲကမ္ဘောဇာတာကြီးနန်းတော်ကြီးရဲ့ဒါကားရက်တဲ့နေရာပေါ့နော်ကားရက်တဲ့နေရာဘေးနားမှာဒီမှာဝတ်စုံလေးငှားတဲ့နေရာလေးရှိရပေါ့နော်တက်ကြည့်မှဖြစ်ပါတယ်ဒီမှာဆိုရင်ခုနကတော့ပေါ့နော်ဒီနန်းတော်ထဲမှာတွေ့ခဲ့တာပေါ့နော်အဲ့လိုမျိုးထိုင်းဝတ်စုံလေးလည်းတွေ့ခဲ့တယ်ကိုရီးယားဝတ်စုံလေးလည်းတွေ့ခဲ့တယ်ပေါ့နော်ဒီမှာခါလို့ရလားမသိဘူးတက်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်လည်းဒီဘက်မှာဆိုရင်ဆိုင်လေးရှိရပေါ့နော်ဒီမှာစတူဒီယိုကန်တွေပါရှိတယ်။စတူဒီယိုကန်တွေလည်းရှိရပါတော့။ထောင်းဝတ်ဆောင်လေးလည်းရှိတယ်။ရှမ်းဝတ်ဆောင်လေးလည်းရှိတယ်ဒီမှာဝတ်ဆောင်ဆို1000ကိုရဲတဲ့ထိုင်းကိုရီးယားတရုတ်ဂျပန်ဝတ်ဆောင်ဆို900အိန္ဒိယဝတ်ဆောင်ဆို1000ကိုဒီမှာပုံလေးလည်းရိုက်လို့ရပါတယ်ထိုင်းအင်ဂျီလေးလည်းရိုက်လို့ရတယ်ကောင်းလေးလည်းငါရပါတော့
飞也变化了。来，飞的。 ဒါတော့ကမ္ဘောဇာတာရီရွှေနန်းတော်ကြီးပေါ့နော်အဲရွှေနန်းတော်ကြီးဘက်တော့ပြီးသွားပြီဒီဝင်းပေါက်နားပေါ့နော်အဲ့ဘက်ချမ်းမှာဆိုတော့မိဖုရားအဆောင်တွေလည်းရှိရပေါ့နော်ပြီးတော့သူတို့ရီကစားတဲ့ကန်တို့ပြီးတော့တခြားပလင်တစ်ခုလည်းရှိရပေါ့နော်ကိုကဲမှာပါရှာထားတာအဲ့ဘက်ကိုတွားကြည့်ပါဖြစ်ပါတယ်တာရွှေနန်းတော်ကြီးကအပြန်ပေါ့နော်အပြန်လမ်းမှာဆိုရင်ဘယ်ဘက်ချမ်းချူအောင်မလဲနော်ဟုတ်ပါညာတော့အော်ညာဘက်ချမ်းချူအောင်မလားကားထွက်လာညာဘက်ချမ်းချူအောင်မှာပါတယ်အော်ဒီနားမှာလည်းလက်ခုရှိတယ်ဟောဒီကဟိုရေးတာအော်မမရတနပလင်တော်ဆောင်လေပလင်တော်ဆောင်မှာလားပလင်တော်ဆောင်တို့ပေါ့နော်အဲ့ဒီလည်းပြပါတယ်မရတနာပလင်တော်ဆောင်ပေါ့နော်ဟောဒါဆက်တော်ဆောင်နဲ့ဒီနာမည်ကြီးဆက်တော်ခေါ်တဲ့အစားပါတယ်တော့ဆက်တော်ဆောင်ပါ
မှာဆက်တော်ဆောင်ကနေပြီးလှမ်းကြည့်လိုက်မယ်ဆိုရင်တော့ရှင်မတော်ဖျားကြီးပေါ့နော်အဲ့ဖျားကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဖျားကြီးကိုလမ်းမြင်နေရပါတယ်ဟိုမှာဆိုရင်တော့ဟိုဘက်မှာဆိုရင်တော့ခင်ခင်ပြကန်းလို့တော့တွေ့ရပေါ့နော်အဘက်ကိုတော့ကြည့်ရမယ်အဘက်ကိုတော့ကြည့်မှာပဲဖြစ်ပါတယ်ဒီလိုနော်ကျေးတော့ညီမလေးဘယ်တော့ဆန်းတာလဲမင်း တခြားမကြည့်နဲ့တိုင်ကြီးတွေပဲကြည့် ဟိုမှာတခု ဒါကနကသွားခဲ့တဲ့ကမ္ဘောဇာတာ တူပေါ်မှုပေါ့မှန်ပါတူပေါ်ပြည့်ရှိတယ်တူပေါ်ပေါ့ဒါတော့သူတို့ကပုံစံနေပြတာဒီဘက်ချက်မှာပြပုံစံပြဘာသာဦးလည်းမသိနန်းတော့ကျုံးတိုင်နဲ့ခဏပေါ်နေဟောပနဲ့ရိုက်တယ်ပေါ့ဒါကသူကပုံစံမသိတော့ဘူးဒီသူ့ပေါ်ရိုက်ချင်တဲ့ဒီပုံစံပြတာဘာအစာဦးလဲဆိုတာမသိတော့ဘူးပနဲ့ရိုက်တဲ့တိုင်တွေပဲရှိရလို့ပနဲ့ရိုက်တဲ့အတိုင်ဘယ်ချက်မှာဟောရှိဒီဖျားတော်ကြီးငွေကြီးပြတယ်ခင်ခင်ပြကန်တော့မှာဖြစ်ပါတယ်ပြီးတခုပဲကျွန်တော်တဲ့ရှေးဟောင်းသူတွေကပြတယ်အဲ့ဒါခုကျန်သေးရဲ့ခင်ခင်ပြကန်ပြီးရင်ပြတိုက်ကိုသွားပါမယ်ဒီကစားနန်းတော်ကြောင့်ဟိုးရှင်မှာအဲ့ဒါတော့ကြည့်ရတယ်သူကဒီကစားနန်းတော်ဒါဗီယက်နမ်မင်းတရားကြီးရဲ့မိဖုရားကောင်ကြီးရဲ့ခင်ခင်ကြီးရဲ့ခင်ခင်ကြီးပြခဲ့မှာပြရဲ့ပုံတော်နဲ့သူ့အတုံးဆောင်ပစ္စည်းတွေပဲအခုကတော့ဒီကစားတဲ့ပန်းညောင်တော့မှာဖြစ်ပါတယ်
ရင်ခက်ကသူတို့ရေကစားခဲ့တဲ့ကန်တော့ပေါ့နော်ကန်တော့ဖြစ်ပါတယ်ကဲကန်တော့ရနေပြီးတော့ပြင်ပြီးပေါ့နော်ကန်တော့ရပြင်ပြီးတော့ပြတိုက်ဆိုတဲ့တစ်ခုရှိတယ်လို့ကြားတယ်ပြတိုက်ကပြန်နားမှလည်းတော့မသိဘူးပြတိုက်ကိုတော့မှဖြစ်ပါတယ်ဒီကန်ရဲ့ဘေးမှာပေါ့နော်လမ်းလည်းကောင်းတယ်ပြီးတော့ကားရက်လို့နေရာလည်းများတယ်အရှိအဝတ္တလည်းရှိရပေါ့နော်အမှကားရက်ပြီးတော့ရှောက်လည်းနေရပါတယ်ဒီနားကြအရေးအဝတ္တကောင်းတယ်ဘယ်မှာဆိုလဲမှာဆိုင်လေးရှိရပါတော့ဆိုင်လေးရှိရဒါတော့ဟန်တာရီရှိအောင်တူတူငါပြတိုက်ပါနော်ပြတိုက်ကိုတော့မှဖြစ်ပါတယ် Let's go Let's go ခီးသွားတာပြောဖို့ကောင်းပါလေဒါပေမဲ့ပင်မနဲ့ပေါ့နော်နေဘူးလေပင်မနဲ့ထမင်းလည်းမကြွေးပါဘူးထမင်းလည်းမကြွေးပါဘူးထမင်းမကြွေးဘဲနဲ့ခိုင်းပါရဲ့ထမင်းလည်းမစားသေးဘူးဘောစီကထမင်းမစားဘဲနဲ့ထမင်းမကြွေးဘဲနဲ့ခိုင်းပါရဲ့ရှင်အော်သူကပြတိုင်မှာပိတ်ချိန်ဖိနေရှိရဲ့ဟာတင်းအင်္ဂါနေ့ကနေတင်းငွေနေအထိအားတဲ့9ခွဲရနေပြီးညနေ4နာရီအထိပေါ့နော်နေ့လာနေနဲ့ပြန်နန်းဝင်ရုံးပိတ်ရင်လည်းပိတ်ပါတယ်တဲ့ပြတိုက်ကပိတ်တဲ့ရက်တွေလည်းရှိပါတယ်ဟုတ်လားမှန်ပါထဲမှာမဟုတ်ဒီဘောဟဲ့ဒီချော့ဒီပြီးတော့လေပြီးတော့ဘာမှတော့မကိုက်ဘူးတကယ်တော့မျက်စိနာတော့မင်းဖြစ်တယ်သူကအေးရေးဖြစ်နေတယ်ဒီဆောင်မှာတော့မောင်နဲ့
ခုဆိုရင်တော့ပြန်ပါပြီကျွန်တော်ဒီထဲမှာရှောက်တယ်ခဲ့တာဆိုလို့ရှိရင်တော့စုံသွားပြီနော်ဘာကြမ်းသေးတယ်ဘာမှမကြမ်းနော် စုံသွားရင် ဘာမှမကြမ်းဘူးညာအကုန်စုံသွားပြီဆိုတော့ပြန်ပါပြီခုတော့ကျွန်တော်တို့ဒီလိုအစိုးရချိချူအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင် အားလုံးမနှုတ်ဆက်ပါတယ်